များတို့ပြောနေတယ်ကလားမဟုတ်ဘူးကျုပ်မှလူမျိုးရေးခွဲခြားတဲ့ဝါဒကျုပ်မှမရှိဘူးလူဟာလူပဲဟုတ်ပြီနော်လူထဲမှာဗမာလည်းမကောင်းတဲ့လူရှိတယ်လူကောင်းတဲ့လူလည်းရှိမွန်လည်းကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူရှိကရင်လည်းလူမျိုးနဲ့မဆိုင်လူမျိုးကိုထိခိုက်ပြီးမပြောအပ်မှတ်ထားဘာသာမှလည်းဒီတိုင်းပဲသူ့ဘာသာအလိုက်အယူမှန်စွာကျင့်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အယူမှားနေတဲ့ပုဂ္ဂိုလ်တွေနင့်ဗုဒ္ဓဘာသာကိုဘယ်လောက်တန်ရှင်းလို့တော့ဘောပါလားဘာသာအလိုက်လဲအပြစ်မဖွဲ့ပါနဲ့အရေးကြီးတာကိုယ်အယူဝါဒစင်ကြယ်ဖို့အရေးကြီးတယ်ရှင်းပြီနော်ဘသူနဲ့မှယံမဖြစ်တာဗုဒ္ဓဝါဒမှတ်ထားရှင်းလားဗုဒ္ဓဘုရားရှင်ကဘသူနဲ့မှမဖြစ်သူများယံစတိုင်းယံစနေခင်ဗျားတို့ရှိပါတယ်ဟိုတုန်းကကလေးကျွတ်တို့အမြဲတမ်းဆုံးမနေရတဲ့စကားကိုယ်တိုင်လည်းငယ်ငယ်ကဟုတ်တယ်လို့ထင်တာသင်ကောင်းလျင်ဟောမင်းဆိုရင်ငါဆိုဖို့အစဉ်သင့်မယ်အဲ့ဒါသူတော်ကောင်းစကားလားသူမိုက်စကားလားရောင်းပြန်လန်လိုက်ရင်စိတ်ခေါ်တာဟဲ့အောင်ဘလောက်မိုက်လဲထွက်ခဲ့ရှင်းလားအဲ့ဒါကိုသူတော်ကောင်းစကားလုပ်ပြီးသုံးတယ်သင်ကောင်းလျင်ကျွန်တော်မဆိုပါအမှန်ကသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းအောင်ကြိုးစားမိရှင်းလားသူများကောင်းမှသာကောင်းမယ်ဆိုမင်းတို့ဘယ်တော့မှမကောင်းနဲ့ဒီထဲကကိုမထွက်နဲ့တော့ပါလားရှင်းတယ်နော်အဲ့တော့အဘိဇ္ဇာဗျာပါဒသူတစ်ပါးကိုဖျက်လို့ဖျက်စီးကြံစီတဲ့စိတ်တွေကိုရှိသေးမရှိသေးအေးသူများလိုက်ရှင်နေရမလားကိုယ်စိတ်ကိုစင်ကြယ်အောင်ကြိုးစားခုခင်ဗျားတို့စိတ်ထဲမှာအိတ်တာရှိမရှိမစ္စရိယရောမနာလိုခြင်းဝန်တိုခြင်းသူများကြီးပွားရင်မနာလိုဘူးကိုယ်ရှိရင်ဝန်တိုတယ်တော့ပါလားအဲ့တော့အဲ့ဒီစိတ်တွေဟာမွေးမြူတဲ့စိတ်တွေလားဖယ်ရှားတဲ့စိတ်ခုခင်ဗျားတို့မှာမာနတရားရှိမရှိသူ့မာနကိုမာပညာတတ်တဲ့လူကပညာဓာတ်မာနပညာမတတ်တဲ့လူကမလေးကျုပ်တို့ကသူတို့လိုတော့စာမတတ်ပါဘူးတော့သူတို့လိုတော့မယုံပါဘူးသဘောပါလားဥစ္စာရှိတဲ့လူကဥစ္စာရှိတဲ့မာနဥစ္စာမရှိတဲ့လူကအမလေးကိုကြော်လေးကိုအေးစိတ်ရောင်းစားနေတာတော့တဝမ်းတစ်ခါအေးချမ်းပါတယ်ဟိုတိုက်ကြီးဘဝနေမဟုတ်တာလုံနေတဲ့လူတွေလို့မဟုတ်ပါဘူးသဘောပါလားဘယ်မာနကောင်းလဲအထက်မာနနဲ့အောက်မာနသဘောပါလားမာနဆိုတဲ့တရားသည်လောကမှာအယုတ်ညံ့ဆုံးတရားတတ္တဝါတွေယုတ်ညံ့ကုန်တာမာနကြောင့်မာနနဲ့အာမန်နဲ့မတူဘူးနော်ဘဝကိုဘလောက်ဆင်းရဲကြက်ညံ့ခံပြီးတော့မလျှော့သောဇွဲနဲ့ယုံကန်နေတာအဲ့ဒါအာမန်ဝရိယရဲ့အာမန်ဟုတ်ကလားဟိသူတစ်ပါးကိုမထိမ်မဲ့မြင်ပြုကိုအဟုတ်ထင်သူများကိုရှုံချပုတ်ခတ်တတ်တာကဘာလဲမာနအဲ့ဒီမာနရှိရင်ဘလောက်ပညာတတ်သူတော်ကောင်းလားသူယုံပါလားရှင်းသလားရှင်းရောရှင်းလားဥစ္စာဘလောက်ရှိမာနရှိနေတဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းလားသူယုံပါလားရှင်းသလားဒါဖြင့်သူတော်ကောင်းတို့တဏ္ဍာမှာမကောင်းသောစိတ်တွေများစွာရှိမရှိလောဘဩဒေါသမောဟအိတ်တာမစ္စရိယအဘိဇ္ဇာဗျာပါဒမကောင်းတဲ့စိတ်အကုန်ဟောဒီလိုမဟုတ်ပါဘူးကောင်းတဲ့စိတ်ကောခုခင်ဗျားတို့မှာလှူခြင်းတန်းခြင်းစိတ်ကောရှိမရှိသိတယ်ဒါဟုတ်တန်မှုစရလာတာပေါ့သဘောပါလားတရားတွေပါလေနာခြင်းစိတ်ကောအာထုတ်ခြင်းစိတ်ဩသူတော်ကောင်းလေဒါဖြင့်ကောင်းသောစိတ်ကောရှိမရှိဟောကိုချစ်တဲ့ခင်တဲ့လူများကြီးပွားသွားရင်ပျော်တဲ့ရှင်တဲ့စိတ်ကောမရှိဘူးလားခင်တဲ့လူမခင်တဲ့လူကြီးပွားသွားရင်
ဘာတွေလုံမှမသိဘူးငါတော့ဟုတ်မထင်ပါဘူးနေချင်းညချင်းကြီးပွားသွားတာဟုတ်တာလို့တော့ဒီလိုမဖြစ်နိုင်ဘူးအိတ်တာရှင်းလားမစ္စရိယစိတ်တွေမရှိဘူးလားအဲ့တော့အိတ်တာမစ္စရိယကင်းပြီးနေတဲ့အချိန်ကောမရှိဘူးလားဗျာရှိပါတယ်ဒါပေမဲ့အလိုလိုသူတော်ကောင်းစိတ်ဝင်လာလားသူတော်ကောင်းစိတ်ကိုမွေးယူမှရဒါဖြင့်မပွားများပဲနဲ့ရှင်းသလားဒါဖြင့်ကာယကံဝစီကံမနောကံဒုစရိုက်တွေကိုပယ်ဖို့မမေ့နဲ့သူစရိုက်တွေကိုပွားများဖို့ဒါမှမဟုတ်ဦးဇင်းကတရားပွဲစတိုင်းမှာဟောဒီဒေသမှာရောက်နေတဲ့ပုံကိုယ်တွေမနေ့ကတန်မြူဇက်ကိုမူတုံကနေလာကြတဲ့ကမေတ္တာပို့လာတန်မြူဇက်နယ်ထဲမှာမိတင်းနေထိုင်ကြတဲ့လူနာပြမတတ္တဝအားလုံးဒုစရိုက်တရားများရှောင်ရှားနိုင်ကြပါစေသူစရိုက်တရားများပွားများနိုင်ကြပါစေမိစ္ဆာအာဇီဝကိုရှောင်ကျဉ်နိုင်ကြပါစေတမန်အာဇီဝဖြင့်မြင့်မြတ်စွာအသက်မွေးဝမ်းကြောင်းပြုနိုင်သူများဖြစ်ကြမေတ္တာပို့ပြီးမှလာတာရှင်းသလားအဲ့တော့ကာယကံဝစီကံမနောကမမေ့နဲ့ဆိုတာအဲ့ဒီဒုစရိုက်တွေရှောင်ဒုစရိုက်တွေပွားများနေဖို့မမေ့နဲ့လေးမိစ္ဆာဒိဋ္ဌိအရေးကြီးတယ်မိစ္ဆာဒိဋ္ဌိကိုရှောင်တမာဒိဋ္ဌိကိုဆောင်းပြန်ပြီအဲ့ဒီဆောင်းဆိုတာလေးနဲ့မလုံလောက်လို့ပြောနေတာအဲ့ဆောင်းဆိုတဲ့ခစ်ကကုန်သွားပြီနင်တို့ဘိုးဘွားတွေခစ်ကအဖေမေတောင်ပါဘူးမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဟို့တို့အဖိုးလက်ထက်ကသုံးခဲ့တာနင်တို့လက်ထက်မှာမရဘူးဟုတ်ဘူးလားဘိုးကဆောင်းဆိုတာလည်းသိတယ်ရှောင်းဆိုတာလည်းသိတယ်ဆောင်းဆိုရင်မပြတ်ကိုဆောင်းထားတာအဖိုးတို့ဖွားတို့ကဖေမေမပါဘူးနော်ကျုပ်ဖေကျုပ်မေတောင်မပါဘူးတော့ပါလားခဏခဏခေါ်ပြောဖေလာအောင်မေလာအောင်ဒီလိုမပြောနဲ့ဒီလိုပြောဒီလိုဆိုဘုံကြီးဖြစ်နေလို့ဒါတောင်ကြောက်လို့တင်ပါဖေဟာလူဝတ်နဲ့ပြောနားထောင်မှာမဟုတ်ဘူးဒါမှမြဲသွားတာကို့ဖေမေអော်လို့ရတာဒါပဲရှိတာဟုတ်သဘောပါလားခင်ဗျားတို့ကလွဲနေပြီအမေကပြောလိုက်ရင်မဒီငါတို့များတော့ဘယ်တော့မှတစ်သက်လုံးမဟုတ်တာဘာတစ်ခုမှမလုပ်ဘူးတို့ကြဘာလို့မွဲနေတာတော့မဟုတ်လို့မွဲနေတာပေါ့ပြောလိုက်ရှင်းလားဟုတ်ရင်မွဲစရာအကြောင်းမလေးတပည့်တော့ဘာလို့တာမြင်ဘူးလေအေးဟုတ်တယ်အဲ့ဒီစိတ်ကိုကမှားနေတာဟုတ်ကလားသူများမဟုတ်တာလုပ်ပြီးကြီးပွားနေတာမြင်ပြီးမနာလိုတွေဖြစ်နေတယ်ဝန်တိုတွေဖြစ်နေတယ်ကိုဟုတ်တာလုပ်ရပြီးမကြီးပွားကောင်းလားလို့ဒေါသတွေဖြစ်နေတယ်ဒေါသတောကပရိဒီဝဆိုတာအာကုသိုလ်စိတ်ပဲခမည်းလို့အဘိဓမ္မာသင်ပြီးမှပြန်ပြောရတယ်သဘောပါလားဒါကကုသိုလ်စေတသိက်တွေဒါဟာအာကုသိုလ်စေတသိက်တွေဟောဒီအာကုသိုလ်စေတသိက်ကြောင့်ဟောဒီအာကုသိုလ်အကျိုးပေးတယ်ဆိုတော့မှလောက်ကလေးကြီးသဘောပါလားမကောင်းလို့ကိုမကောင်းကျိုးပေးနေတာဘာမှအစင်ကြီးလဲစရာအကြောင်းမရှိဘူးရှင်းသလားကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ကောင်းမှုမကောင်းမှုဆိုတာအလိုလိုဖြစ်သလားကိုယ်တိုင်လုပ်ယူရတာလားကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ယုံသလားလောကမှာတကိုးရှင်ဆိုတာဖန်ဆင်းရှင်ဆိုတာကဲတင်ရှင်ဆိုတာအကြောင်းကောင်းမှအကြောင်းမှန်မှဘသူမပြုအတ္တဟိဘသူကိုဘသူအားကိုးရမှာအဲ့တော့ကိုအားကိုး၍မမေ့သောသူတယောက်အကြောင်းဒီနေ့နာကြည့်အောင်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရာဇကြိုပြည်ဝေလူဝံကျောင်းမှာသတင်းသုံးဘယ်မှာသတင်းသုံးဘာပြည်တော့ပြင်းလိုက်ကြတာရာဇကြိုပြည်အဲ့ဒီမှာသတင်းသုံးနေတော့နော်ယဟန်လေးတစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့တော့အဲ့ဒီယဟန်လေးကသာနဝါတိလို့ခေါ်တယ်သာနဝါသိဋ္ဌထေရဝတ္ထုဆိုပြီးတော့
ပေတဝတ္ထုမှာလာဟုတ်ပြီနော်စာမရှာခြင်းပေတဝတ္ထုမှာရှာသာနဝါသိဋ္ဌဝတ္ထုဝါသိဋ္ဌေရပေတဝတ္ထုဆိုပြီးတော့ရှိတယ်ကောင်းပြီသာနဆိုတာတကယ်တော့တောင်တလုံးရဲ့နာမည်ဟုတ်ပလားဟဲ့ဘာရဲ့နာမည်တောင်တလုံးရဲ့နာမည်တဲ့ကုံဒီဆိုတဲ့မြို့နားမှာရှိတဲ့သာနဆိုတဲ့တောင်မှာသတင်းသုံးတဲ့မထေလေးရဲ့အကြောင်းသူ့ကိုအကြောင်းပြုပြီးဟောတဲ့တရားဒါပေမဲ့ဒီတရားမှာအပိုင်းနှစ်ပိုင်းရှိတယ်အဲ့ဒီသာနဝါတိအဲ့ဒီသာနတောင်ပေါ်မှာမွေ့လျော်စံပျော်တဲ့ယဟန်လေးရဲ့ပြစ္ဆုတ်ပံအကြောင်းနဲ့အတိတ်အကြောင်းဆိုပြီးနှမျိုးရှိဟုတ်ပြီနော်အဲ့တော့ယခုသူ့ရဲ့အတိတ်အကြောင်းကစရအောင်ဇလန်းနေမှာပြစ္ဆုတ်ပံအကြောင်းကိုပြောပြီးတော့မှတွေ့တဲ့ပိဋ္ဌာတွေအကြောင်းကိုဟောပြီးတော့သူ့အတိတ်ကိုပြန်ဟောတာပေတဝတ္ထုမှာများတယ်ဒါပေမဲ့ဒီဇလန်းမှာကြတော့ပြစ္ဆုတ်ပံဝတ္ထုကိုအရင်ပြောလို့မရတဲ့အတွက်အတိတ်ဝတ္ထုကိုအရင်ဟောရမယ်ယခုဟောမဲ့သူတော်ကောင်းတို့ကြားနာရမယ်သာနမထေသာနဝါတိမထေဘာမထေဟုတ်ကဲ့ဒီလောက်မှမိရပြီသာနမှတ်ပေးဦးနော်ဥဒုမင်္ဂလာအခုအသက်46ရောက်လာတော့သိပြီးတော့မှတ်ညာမကောင်းဘူးမေ့သွားတယ်အဲ့တော့မနေ့ကကိုမုဒုံမှာ10ပါးသီလပေးရင်ရွာလဲသွားတယ်အေးရေးပြက်လာတာရဲ့သူတို့ဟောဖို့တရားစဉ်းစားတာရဲ့သတိလွတ်သွားတယ်ဘယ်သီလပေးနေမှမသိတော့အခုလည်းနာမည်မေ့သွားတတ်တယ်ဘယ်သူလဲသာနဆိုတာဘာနာမည်ဩတာရုတော်လိုက်တာနော်ကုံဒီဆိုတဲ့မြို့နားမှာရှိတယ်ဗါလဲဟုတ်ပြီအဲ့တော့အဲ့ဒီမြို့နားကရှိတဲ့တောင်ပေါ်မှာသတင်းသုံးနေတဲ့သာနဝတိမထေလေးအကြောင်းသူ့ရဲ့အတိတ်ဝတ္ထုကဘာလဲဗာရာဏသီပြည်မှာဒါတော့မမှတ်မိစရာမရှိပါဘူးဘာပြည်မှာဗာရာဏသီပြည်မှာအုပ်ချုပ်နေတာကကိတဝမင်းတဲ့ဗာမင်းနဲ့ကိတဝမင်းရဲ့သားအရှင်မင်းသားပဲဆိုကြပါစို့နော်ရှင်ဘုရင်ရဲ့သားရှင်ဘုရင်ရဲ့သားကဒီနေ့ကျတော့တောကစားထွက်ဥယျာဉ်ကစားထွက်ပြီးတော့ပြန်လာဆင်ကြီးနဲ့ပြန်လာဘုရင်သားအရှင်မင်းသားဆိုတော့ထဲဝါပေါ့ဗျာ VIP တွေပါတယ်နဲ့ဝမ်းနဲ့လာဒါပေမဲ့အခုခေတ်ဝမ်းကတော့ဒူးထောက်ပြီးလက်အုပ်ချီစရာမလိုဒါပေမဲ့တွေ့သမျှကားတော့ဘုံကြီးကားတော့ဘာတော့နားမလဲဘူးကုန်ပိတ်ကနော်ကန်ကြီးထိုက်နေတာတင်းတို့ဟုတ်ဘူးလားယဟန်တမဏီကြွလာရင်သူတို့အရိပ်မြင်ရင်တောင်ဘေးကတ်ဆင်းနေရတာခုတော့ဘေးဖဲတယ်ရက်ကိုတော့ဘာလုပ်တာတော့ဟုတ်ကဲ့ခင်ဗျာယဟန်တန်ကလေဘုံကန်ကြသွားတယ်ဟုတ်လားအမမှန်ဖျားတယ်ဒင်းတို့လည်းသူတို့အဖွဲ့ဝင်တွေဖြစ်ယဟန်တန်ကဘယ်တော့မှဘုံကန်မကြဘူးမှတ်ထားသဘောပါလားအရာရာကိုသိခံပြီးတော့လောဘဒေါသမောဟကင်းဝေးရေးအတွက်သီလသမာဓိပညာကိုကျင့်ကြံနေရတဲ့ပုဂ္ဂိုလ်တွေမင်းတို့ရိုင်းလို့ပြန်ရိုင်းစရာအကြောင်းတော့မှမရှိဘူးမင်းတို့ရိုင်းလိုက်တာနဲ့မင်းတို့ရဲ့ကာယကံဝစီကံဟာမင်းတို့အတွက်သာဖြစ်တဲ့အတွက်ငါတို့ကသနာလို့ပြောတာဟေးကြိုက်သလိုနေကြဒဲအိုးကအစင်သိရှင်းမလားသနာလို့ပြောနေတာထဲဝါခြင်းလို့ခန့်ညားခြင်းလို့ပြောနေတဲ့စကားမဟုတ်ဘူးကျင်းရတယ်နော်နောက်မှတ်ထားမထိနဲ့တန်ခါကိုနင်တို့ပဲနိုင်တာဟိုဟာတွေငါမနိုင်ဘူးနိုင်တဲ့လူဖိဟောရတာပေါ့ကဲအဲ့တော့ဘယ်ရောက်သွားပါလိမ့်ဆင်ကြီးနဲ့ဥယျာဉ်ကစားပြန်လာအားလုံးကပြဝတ်မြေကြီးပေါ်မှာမှောင်းပြီးတော့ respect ပြီးအယုအသေးပြီးဘိုးတော်ကလည်းမတတ်တတ်ဆိုတော့ရှောက်ပြောကြတယ်တီးခံပေါ့ဗျာနော်ကိုခွေးလေးများသွားပေါက်ခါစားလို့ပဲဟိုဟာဝါကျင်တာဝါကျင်နော်ခုလည်းတို့ကအင်္ဂလိပ်လိုလေးမတောက်တစ်ခါကိုသင်ရတာဆိုတော့
နည်းနည်းလေးညံ့ပြီးဝါခြင်းတယ်သီးခံပါဒါလည်းမကျေနပ်တဲ့လူကမကျေနပ်ဘူးအင်္ဂလိပ်လိုပြောလို့မကျေနပ်တာမဟုတ်ဘူးပရိသတ်များလို့မကျေနပ်တာတဲ့ဂိုင်ထားခုနဘယ်ရောက်သွားဆင်ကြီးနဲ့ပြန်လာပြားပြားဝတ်အယိုအသေးပြီးတယ်အဲ့ဒီချိန်မှာသူနိတ္တာဆိုတဲ့ပစ္စေကဗုဒ္ဓပါတယ်လေဘွဲတော်လေးချီးမြှင့်ပါသူနိတ္တသူတဝေထိုးနာငယ်တာဝမှုနှလုံးစင်းကြိုက်တယ်လို့သာဖတ်ဟုတ်ပြီနော်နိတ္တပဲထွက်နတ္တပဲထွက်ကြိုက်တယ်လို့ထွက်ပေါ့ဗျာအဲ့တော့သူနိတ္တတာမဏိပစ္စေကဗုဒ္ဓသပိတ်ကလေးပိုက်ပြီးဆွမ်းခံကြွသူအမှတ်တင်ညာနဲ့သူရှေ့ကို4000ခန့်များသောချအပ်သောစက္ခုနော်အန္တရဂရိရွာထဲကိုဝင်တဲ့အခါဩခိတ္တစက္ခုအန္တရဂရိဂမိတ်တာမိတိသိက္ခာကရဏိယအဲ့ဒါတာမဏေကျင့်ရမှာမဟုတ်ဘူးတာမဏေဘဝကလေးကယဟန်ဘဝပရိနိဗ္ဗာန်စံသည့်တိုင်အောင်ကျင့်ရမယ်တရားတွေတချို့ကရှင်ကျင့်ဖို့ဆိုကိုရင်လေးတွေပဲကျင့်ရမယ်ထင်နေတာသဘောပါသလားရှင်ကျင့်ဖို့ပြည့်စုံမှယဟန်ဘဝပြည့်စုံမှကိုအဲ့တော့အခုပိစိကဗုဒ္ဓကလည်းအဲ့ဒီဝိနိသိက္ခာဘုတ်တိုင်းဩခိတ္တစက္ခုအန္တရဂရိနဲ့ကြွားသွားတယ်သူ့ကိုပြားပြားဝတ်အယိုသေးပေးเสียလို့သလားယဟန်တန်ဃာတွေမှာအယိုသေးပေးเสียဖရာရဲ့တရားရဲ့တန်ဃာရဲ့ဒီသုံးပါးမှလွဲပြီးတော့အမိဖတောင်ကြော့เสียမလို့ရှင်းတယ်နော်အမိဖကျေးဇူးမရှိလို့လားရှိပါတယ်ကျေးဇူးကိုပူဇော်တာတတ်တတ်သီလသမာဓိပညာမှာတတ်တတ်မိဘများဆိုတာလောကီလူဘုံမှာနေတဲ့အတွက်အလွန်ဆုံး၈ပါးသီလပဲရှိတယ်ယဟန်များမှာ220ခုနှစ်သွယ်သိက္ခာပုဒ်ကိုစောင့်ထိန်ထားတာဖြစ်တဲ့အတွက်မိဘထက်မြတ်တယ်ရှင်းမလားကောင်းပြီကြည့်သူနိတ္တပစ္စေကဗုဒ္ဓကသူ့လမ်းသူကြွသွားတော့ဟိုစင်ဘောကောင်မကြည့်နဲ့ဘူးရမ်းဟဲ့ကောင်ရဆန်းဆင်းသွားတယ်လက်ထဲကသပိတ်ကိုဇက်ဆူယူဆွဲပစ်ခွဲပလိုက်